ဒါကျွန်တော်တို့မနက်ဖြန်က6ရက်8လပိုင်း2026ရက်နေ့အာယုဘာလဓမ္မယုံတွင်ဝါရင်ကာလကြာသပတေးနေ့ဆုံးဘတ်ကိုကျွန်တော်တို့လိုင်းသားအရှိပိုင်းမြို့နယ်မှာရှိတဲ့ကျောင်းတိုင်း19တိုင်းနဲ့သီလရှင်နှစ်ကျောင်းစုစုပေါင်းဝါဆိုတန်ဃာနဲ့သီလရှင်400နဲ့ကိုပါတို့ဟာအာယုံစွမ်းလောင်းလုံးရံနဲ့မနက်ဖြန်ကဝါဆိုဒုတိယဝါဆိုလာပြီကျော်ရှေ့နေ့ဥပုသ်ဆုံးကျွေးမွေးလှူဒန်းရန်အတွက်ကျွန်တော်တို့အကျိုးတော်ဆောင်ဝင်လေးများကျွန်တော်တို့ဒီမှာငါးကိုခုတ်နေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အကျိုးတော်ဆောင်ကိုကူစောငါးကိုမနိုင်ပါဘူးခင်ဗျတော်တော်မနေရတယ်ကျွန်တော်တို့အာယုံစွမ်းအလူရှင်ကတော့အလူဒါယကဥကျော်တီဟာနဲ့ဇနီးအလူဒါယကမှဒေါ်အေးခိုင်သမီးမဖူးဖူးမိသားစု KTH စကူဘူးလုပ်ငန်းမိသားစုတို့မှမနက်ဖြန်ကနနက်9နာရီတိအချိန်မှာဝါစုဝါကတ်တော်မူသောဆရာတော်တန်ဃာတော်ဆရာလေး400နဲ့ကိုပါတို့အားအာယုံစွမ်းကိုကျွန်တော်တို့စက္ကပ်လူရန်သွားမှာဖြစ်ပါတယ်မနက်ဖြန်ကဥပုံနေ့ဝါစုလာပြကျော်10ရက်နေ့ဤနေ့သွမ်းကိုတော့အမှန်9ရက်ကွယ်အပိုင်96မိသားစုဝင်များကျွန်တော်တို့အာယုဘာလအကျိုးတော်ဆောင်များဝိုင်းဝန်းပံ့ပိုးကူညီစုပေါင်းပြီးတော့ကျွန်တော်တို့လူရမ်းမဲ့ကျွေးမွေးလူရမ်းမဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်မလို့ယခုနှစ်သာသနာတော်နှစ်2580ခုနှစ်ဘောဇာတက္ကိ1388ခုနှစ်ခရစ်နှစ်အားဖြင့်2026ခုနှစ်မှာအာယုဘာလဓမ္မယုံကြီးမှာအာယုံစွမ်းလောင်းလူခြင်းများနှင့်ဥပုသ်ဆံကျွေးမွေးလူရန်ခြင်းများကျွန်တော်တို့အလူရှင်များကျွန်တော်တို့များစွာလိုအပ်နေပါသေးတယ်ဒါကြောင့်မလို့လူရှင်လူမအပေါင်းတွေအာယုဘာလဓမ္မယုံကြီးတို့လာရောက်၍မိတို့တဆွမ်းတဲ့ဘက်ကနေအောင်မြောင်တောင်းမြေဆိုသလိုပဲဝိုင်းဝန်းပံ့ပိုးကုညီလူရန်ကြပါအောင်လို့နိဗ္ဗာန်ကိုအကျိုးမျှော်၍နှိုးဆော်တိုက်တွန်းရင်းနဲ့ကျွန်တော်တို့ဆုံးအကျိုး၅ပါးဖြစ်သောသက်ရှိစင်းလဗလာဉာဏ်ပညာဆိုတဲ့အတိုင်းပဲဆုံးအကျိုး၅ပါးတွေပြည့်ပြည့်စုံစုံကြော်ကြော်ဝါးဝါရကြပါစေစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပါစေကြောင်းသုတော်မြတ်တာများပို့သားလက်ပါဒါကတော့ကျွန်တော်တို့အာယုဘာလဓမ္မယုံကြီးဒုဥက္ကရာကျွန်တော်တို့ဥဒန်းဦးပေါ့ကျွန်တော်ခလေးတွေကိုဒါငါးခုံနီးကျွန်တော်တို့စိတ်မချလို့တဲ့အစောကြီးထားလာပြီးတော့ကျွန်တော်ဒါစီစဉ်ညွှန်ကြားနေ